ချိန်တန်ရင်လူတချို့ကိုကို့အတိုင်းဝိုင်းထဲကဖယ်ထုတ်ပစ်ဖို့လိုလိမ့်မယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်အချိန်တန်ရင်ဆိုတော့ when the time comes လူတချို့ some people ကို့အတိုင်းဝိုင်းထဲက from my social circle ဖယ်ထုတ်ပစ်ဖို့ to remove လိုလိမ့်မယ် will needပြုပြီးဒါလေးကိုဝကြတစ်ကြောင်ပြင်အောင်အတူရေးကြမယ် when the time comes ဒါလေးကိုစကြောင်းရဲ့အရှိမထားလိုက်မယ် comma ကျွန်တော်လိုလိမ့်မယ်ဆိုတော့ I will need I က subject will need ဒါဒီ future tense ကိုသုံးထားတာ can could shall should will would may might must modern verb တွေရဲ့နောက်မှာလိုက်တဲ့ verb တွေ s တွေ es တွေပေါင်းစရာမလိုဘူးသူ့ရဲ့ original base verb ပဲလိုက်ပေးရတယ်အဲ့တော့ need ဘာမှပေါင်းပေးစရာမလိုဘူးဖယ်ထုတ်ပစ်ဖို့လိုတယ် I will need to remove တို့ဖယ်ထုတ်ပစ်မှာလဲ some people လူအချို့ some people ဒီဖယ်ထုတ်ခြင်းကိုခံရတာဖြစ်တဲ့အတွက် object နေရာမှာရှိမယ်အဲ့ဒီ some people လူအချို့ကိုဘယ်ကနေဖယ်ထုတ်မှာလဲကို့အတိုင်းဝိုင်းထဲကနေဖယ်ထုတ်မယ်ဆိုတော့ from my social circle when the time comes I will need to remove some people from my social circle ချိန်တန်ရင်လူတချို့ကိုကို့အတိုင်းဝိုင်းထဲကဖယ်ထုတ်ပစ်ဖို့လိုလိမ့်မယ်ကဲကိုလိုချင်တဲ့ပုံစံရပါပြီနားလည်မယ်လို့မျှော်လင့်ပါတယ်ကိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye